အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီဗီဒီယိုမှာ Office ကို license မဝယ်ဘဲနဲ့ permanent ရအောင်ဘယ်လိုမျိုး activate လုပ်မလဲဆိုတာကိုကျွန်တော်ဒီတစ်လောက် share လုပ်ပေးသွားမှာဗျ။ Okay ဒါဆိုတော့ဗီဒီယိုစလိုက်အောင်ဗျ။ Office activate လုပ်ဖို့အတွက် internet ကတော့လိုလိမ့်မယ်ဗျ။ဘာလို့လဲဆိုတော့ Microsoft Activation Secret ဆိုတဲ့ website တွေကိုဝင်ရမှာဆိုတော့ internet ရှိမှပဲဝင်လို့ရမှာဗျ။ Okay ဒါဆိုရင်ကျွန်တော် Chrome တစ်ချက်သွားလိုက်မယ်ဗျ။ဒီGoogle Chrome ရဲ့ search bar မှာ IRM လို့ရလိုက်မယ်ဗျာပြီးရင်ဒီ link လေးကြားလိုက်မယ်အဲ့ထဲကိုတစ်ချက်ဝင်လိုက်မယ်ဗျာပြီးရင် Microsoft Activation Secret ဆိုတဲ့ website တွေကိုထပ်ဝင်မယ်ပြီးရင်ဒီ secret file လေးကိုကျွန်တော်တစ်ချက်ကူးလိုက်မယ်ဗျာဒီ copy ကူးလိုက်မယ်ပေါ့နော်ပြီးရင် PowerShell ထဲမှာသွားယူ run ပေးရမယ်ဗျာ PowerShell ထဲမှာတစ်ချက်သွား run ပေးရမယ်ဗျာကျွန်တော် Ctrl V Enter run ပေးလိုက်မယ်ဆိုရင်ဘောက်တွေတခုထပ်ကျလာလိမ့်မယ်ဗျဒီလိုဘောက်တွေကျလာပြီဆိုရင်နံပါတ်1က Windows နံပါတ်2က Office ကျွန်တော်တို့က Office Activate လုပ်မှာဖြစ်တဲ့ကြောင့်နံပါတ်2ကိုနှိပ်ပေးရမယ်ပေါ့နော်ပြီးရင်ကျွန်တော်တို့ install လုပ်မှာဖြစ်တဲ့ကြောင့်နံပါတ်1ကိုထပ်နှိပ်မယ် Okay ဒီမှာသူ့ဟာသူ auto run နေလိမ့်မယ်ဗျဒီလိုမျိုးစာတန်းစိတ်အောင်နဲ့ Office ကို permanent ဖြစ်တယ်ဆိုရင် Office Activate ပြီးသွားပြီပေါ့နော် Okay ဒီဗီဒီယိုကဒီလောက်ပါပဲဗျအားလုံးကိုကြည့်တင်ပါတယ်ကျွန်တော်နာမည်တော့တားစီပါ